မိမိအိမ်မှာပင်မိမိဘာသာခိုးစားနေရတဲ့ကောင်လေးတယောက်ရှိပါတယ်အိမ်ထဲမှာလူတယောက်ရောက်လာတာကိုမြင်လိုက်ရရင်သူဟာချက်ချင်းဆိုသလိုပုံလိုက်ရတာပါမေမေအပြင်ထွက်လာပြီးစားစရာကုန်နေတာကိုတွေ့တော့တားကြီးလုပ်တဲ့သူစားသွားတယ်ဆိုပြီးပြင်းပြင်းထန်ထန်ကိုစူပူပါတော့တယ်ဒါပေမဲ့အမှန်တော့အဲ့ဒီနေ့ကမေမေမွေးနေ့မို့လို့တားငယ်လေးချက်ဟာမေမေကိုအံ့အားသင့်သွားအောင်မွေးနေ့ကိတ်လေးကိုကင်ပြီးဗီဒီယိုထဲမှာတွားပုံနေခဲ့တာပါမေမေကတားငယ်လေးရေးထားတဲ့မွေးနေ့ကတ်ကိုဖတ်ပြီးတဲ့နောက်မိဘနှစ်ပါးစလုံးဟာသူတို့ရဲ့တားလေးအိမ်ပေါ်ကဆင်းသွားပြီလို့ထင်သွားကြပါတယ်မေမေကလည်းချက်လေးပြန်လာရင်တော့သူ့လိုချင်နေတဲ့ပကြီးဆွဲတဲ့တက်ပလက်ကိုဝယ်ပြီးတော့မယ်လို့ပြောလိုက်ပါတယ်အဲ့ဒီစကားကိုဗီဒီယိုထဲကကြားရတဲ့ချက်ဟာမေမေရဲ့မွေးနေ့ကိုဖျက်ဆီးမိတယ်လို့ဖြစ်သွားတာကြောင့်အတော်လေးစိတ်မကောင်းဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲမိသားစုဝင်တွေဟာမွေးနေ့ကိုပျော်ပျော်ပါပါစတင်ကျင်းပလိုက်ကြပြီးစားစရာတွေကိုအားရပါရစားတောက်နေကြပါတော့တယ်ဗီဒီယိုထဲကချက်လက်အပြင်ကိုထွက်ချင်စိတ်တွေထမ်းတီးတီးကုန်တာပေါ့အပြင်ကိုထွက်တော့မဲ့အချိန်မှာပဲအခုဖြစ်သူကသူ့ကိုလှောင်ပြောင်ပြောဆိုလိုက်တဲ့စကားကိုကြားလိုက်ရတာကြောင့်ချက်ဟာမထွက်ပဲဗီဒီယိုထဲမှာပဲစက်ပုံးတွေကိုဆုံးဖြတ်လိုက်ပါတော့တယ်ဒီလိုနဲ့ချက်ဟာညဘက်ရောက်တဲ့အထိဗီဒီယိုထဲမှာပဲတီးခံပုံးနေခဲ့ရပါတယ်ဒီမှာတင်ချက်တယောက်အိမ်သာတက်ချင်စိတ်ကိုမထိန်နိုင်တော့တာကြောင့်ဗီဒီယိုထဲကနေငြိမ်ငြိမ်လေးဆူထွက်လာခဲ့ပါတယ်ပြီးတော့အိမ်သာတကားစီကိုလှိမ့်ပြီးသွားလိုက်ပါတယ်ကန်ကောင်းကျင်တော့မေမေကဖေဖေစီကတက်ပြင်းချတန်ဒါမှမဟုတ်အတန်တစ်ခုခုထွက်လာတယ်လို့ပဲထင်သွားခဲ့တာပါအိမ်သာထဲကအတန်ကိုမေမေကြားသွားတဲ့အခါချက်ဟာဖေဖေရဲ့အတန်တုလုပ်ပြီးပြန်ပြောလိုက်ရပါတယ်ဒါပေမဲ့ဖေဖေကစောင့်ကြုံပြီးအိတ်နေတာကိုမြင်တဲ့မေမေဟာထူးဆန်းသွားပြီးအိမ်တာစီကိုအမြန်သွားစစ်ပါတော့တယ်ချက်လဲရေဆွဲချလိုက်ရင်အတန်ထွက်သွားမှကြောက်တာကြောင့်ရေမဆွဲပဲဒီအတိုင်းထွက်ပြေးခဲ့ရပါတယ်အခန်းထဲမှာမိဘနှစ်ပါးငင်းခုန်နေတော့ချက်ဟာစပွဲပေါ်ကခောက်ဆွဲတွေကိုယူပြီးပါဇက်ထဲအတင်းထိုးထည့်လိုက်ပါတယ်အကိုဖြစ်သူအပြင်ထွက်လာမှပဲပြန်ပုံးလိုက်ရတာပါနောက်ဆုံးတော့လူမမြင်တော့ဗီဒီယိုထဲကိုငြိမ်ငြိမ်လေးပြန်ဝင်ပုံးလိုက်နိုင်ပါတယ်မိမိအပြင်ထွက်လာပြီးပကံအလုပ်ကြီးကိုတွေ့တော့တားကြီးလုပ်တဲ့သူပဲစားသွားပြန်ပြီးဆိုပြီးအဲကွန်းတွေဖွင့်ထားလို့လျှက်စစ်မီတာကတွေကုန်တဲ့ဆူကထပ်ပြီးစူပါတော့တဲ့အကိုဖြစ်သူလည်းမခံမရက်နိုင်ဖြစ်ပြီးအိမ်သားထဲဝင်ရကနေရေဆွဲမချထားတာကိုတွေ့သွားပါတယ်ရေဆွဲချမလို့လုပ်တဲ့အချိန်မှာပဲမိမိကရေမဖြုံးဖို့လှမ်းတားလိုက်ပါသေးတယ်ခဏကြာလို့မေမေအိမ်သားထဲဝင်သွားတဲ့အခါမှာတော့အကိုဖြစ်သူဟာမေမေရဲ့အော်ဟစ်လိုက်တဲ့အတန်ကြီးကိုကြားလိုက်ရပါတော့တယ်နောက်တနေ့အိမ်မှာလူတွေကုန်ထွက်သွားကြတဲ့အခါမှာပဲချက်ဟာအပြင်ထွက်ပြီးလေကောင်းလေတန်းရှူရဲပါတော့တယ်အဲ့ဒီနောက်မှာတော့ချက်ဟာဗီဒီယိုလေးကိုအနှဲငယ်ပြင်ဆင်လိုက်ပြီးစင်တွေမုံတွေနဲ့အပင်ငယ်လေးတစ်ပင်တောင်ထည့်ထားလိုက်ပါသေးတယ်ဒါတင်မကပဲဗီဒီယိုကိုအပေါက်နှစ်ပေါက်ဖောက်ပြီးလူတွေနဲ့တူတူ TV ပါခိုးကြည့်နေခဲ့တာပါချက်တယောက်ဗီဒီယိုထဲမှာအတော်လေးပျော်နေခဲ့ပါတယ်မိဘတွေကတော့တားလေးအပြင်မှာမျက်နေမှာကိုပူပန်နေကြပေမဲ့အမှန်တော့သူကအထဲမှာအဝါစားပြီး TV project တွေနဲ့တောင်စကားကြည့်နေခဲ့တာပါတရက်ကုံလုံးသွားတဲ့အခါမှာတော့မိသားစုတစ်ခုလုံးစတင်ဆိုရင်လာကြပါတယ်။သူများအဲ့ဒီအမှန်တရားကိုသိသွားလို့ပြန်မလာတာများလားအဲ့ဒီအချက်ကိုသူသိသွားရင်ရင်ဆိုင်နိုင်မှာမဟုတ်ဘူး။အဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါဗီဒီယိုထဲကချက်တယောက်တုံးလုံးသွားခဲ့ပါတယ်။အမှန်တော့သူဟာဒီမိဘတွေရဲ့အရင်ချာသားအရင်မဟုတ်ခဲ့ပါဘူး။ချက်ဟာသူ့မျက်နှာကိုလက်နဲ့အုပ်ပြီးငိုကြွေးလိုက်ရပါတော့တယ်။